ပြီးဆိုတာတီးပြူပြီးမင်းမပြေပါကွာအုံနောက်ကထုံများတဲ့မှတ်ပြတွေအားလုံးပေါက်တော့ရှေ့နဲ့ပြောမစိတ်ကိုငါပဲနားလဲရစွတ်ထိုးတွေရှောက်လို့မနေနဲ့နော်ငါဖုန်းလေးမြည်မလာတော့တာ6လကြာရိန်လုံးပြတိုးနေလာသေးကမြဲအိမ်ပုံကြီးပါတယ်မနဲ့ဆိုလဲဖုန်းဆက်နိုးနေကြငါစိတ်ပူလို့ပြောညစကားတိုင်းကိုမြဲတဲ့နေမဲ့ပြစ်ဖို့ကြဒီတစ်ခေါက်တစ်တစ်ကိုရှောင်းလာနိုင်တော့ဒါလည်းငါကိုခွင့်လွတ်ပါတယောက်တည်းတီးချန်နဲ့သီလာနေမရှိတော့ပြင်းကြပဲခက်ခဲတွေကြုံလာနိုင်ဘေးနားမှာမြဲတဲ့နေမဲ့ရှိတာပဲမင်းကိုတီးရဲ့ကောင်ငါနဲ့ညီမှာပဲပြောခဲ့တဲ့တီးရတယ်တကယ်တော့မရွေးချယ်သွားတဲ့ကပ်လို့လုံးမြငါမှတက်တီရှိမှလဲချမ်းမြေပါသေးတဲ့ငါမင်းကိုမြဲတဲ့ဆူတောင်းပေးနေတဲ့နေကောင်းပြီးချမ်းမှရှေ့လာပြောညာပတ်ဆိုတူကြောင့်တွေးနေလက်မပြုံးတာလေးကိုတီးရတဲ့မြဲတဲ့မဲ့ပြောအောင်ထားခဲ့တာငါပတ်ကဘာမှသွားလဲကွာထားခဲ့တာမင်းတရားရလားပတ်သက်ခဲ့ရတဲ့မရတဲ့စိတ်တွေရကြည့်ပဲညာတဲ့ကြည့်ကြရနေရပြန်တော့နားမတူရှိလဲပြန်စင်လာနေတိုင်းလုံးလိုက်တာတဲ့ချက်တောင်းလဲတော့မကြည့်အကုန်လုံးပဲပြပြီးတော့မဲစိတ်တိုင်းကြဖြစ်ဖို့ငါတွေးရတဲ့ကြတဲ့ဒီမို့ကြောတာဒီချိန်တိုင်းမှာဝဲဖို့နေရွေးချယ်ကမှလာကြိုက်တဲ့ is a such a ဒီဦးတို့ကိုပြောင်းလဲလာပြီးဝေးသွားလဲမင်းပေါ်မှာငါတက်ဖို့ပြီးဘသူကောင်းလဲတဲ့ချီဒီရတဲ့အကြောင်းလေးကိုစာမချရေးပူပေါင်းလေးမှချီငါတို့တူပေါင်းမှုဖျားမှာတိုင်တဲ့ကဆူတောင်းခဲ့တာကြီးဒီစိတ်နဲ့သက်ရှင်နဲ့ကောင်းမဲလေးလမ်းကွဲဖို့ချိန်ချိန်ဖန်ပြမြေပြောနိုင်ချင်းပြီးပို့ချတိုင်းစိတ်ဆုံးမြတ်တိခက်ရရှာခဲ့တော့နောက်တန်ပေါက်ပြန်မှနေတော့တောင်းမှရောက်ပြန်လာခဲ့တော့ကဲလို့မျက်ငါမရှိတော့ရဘသူကလို့တာခံပါလေပြောပါသေး